အားလုံးမင်္ဂလာပါကျွန်တော်တို့ Open No Limit ဖြစ်ပါတယ်ဒီဗီဒီယိုကတော့ Mojang Launcher မှာ FF ကြာနေတဲ့ငွေချင်းတွေအတွက် case တင်နဲ့ share လုပ်သွားမှာဖြစ်ပါတယ် Okay let's go ပထမဆုံးအနေနဲ့ကျွန်တော်တို့Summit version ရဲ့ Optify ကိုရွေးချယ်ရပါမယ်ကျွန်တော်ဆိုရင်တော့ 1.21.11 ရွေးချယ်ထားပါတယ်ပြီးတာနဲ့ကျွန်တော် setting ကိုသွားပါမယ်ပေါ်ဆုံးဖြစ်တဲ့ video render ကိုရွေးပါမယ်render မှာကျွန်တော်ပေါ်ဆုံးဖြစ်တဲ့ Holy GM4ES ကိုရွေးချယ်ရပါမယ်နောက်ပြီးတော့ကျွန်တော်တို့ resolution scale ကိုရှားပါမယ်ခုစမ်းကျွန်တော်ဒီနားပါနော်အဲ့ဒါကိုကျွန်တော်100ကနေ95လောက် short ချပါမယ်ခုဖုန်းက 4K မှာ run နိုင်ရဆိုရင် resolution ကိုအနည်းဆုံးမ short တာကောင်းပါတယ်ရှော့ချမယ်ဆိုရင်လည်း85လောက်ကိုအောက်ထပ်မလျှော့တာပိုကောင်းပါတယ်။ Okay နောက်ပြီးတော့ကျွန်တော်ဒါလေးကိုဖွင့်ရပါမယ်။ဒါလေးအောက်ကဒီခုလုံးဖွင့်ရပါမယ်။ဒါတော့မဆိုင်ဘူးနော်။ဒါတော့control စမ်းတာဖြစ်ပါတယ်။နောက်တစ်ခုကတော့ Java trick ကိုတောက်ပါမယ်။ runtime manager မှာကျွန်တော်တောင်း1.8.0 ကိုချတာတွေ့မှာဖြစ်ပါတယ်အဲ့ဒါကို 21.0.1 ကိုချပါမယ်နောက်ပြီးတော့ကျွန်တော်ဖုန်းက RAM 12ဖြစ်တာကြောင့်ကျွန်တော်ကတော့3လောက်ပဲချပါတယ်ဘာလို့လဲဆိုတော့ RAM အများကြီးချရင်လည်းကျွန်တော်တို့ဖုန်းက application ကို run တဲ့အခါမှာအခက်အခဲရှိနိုင်ပါတယ်နောက်တစ်ခုအနေနဲ့ကျွန်တော်အဘဟောတော့မယ်နောက်ကျွန်တော်ဖွင့်လိုက်ဟာလေးလိုက်ဖွင့်လိုက်ပါဒါလေးပေါ့နော်အောက်ဆုံးဟာလေးတစ်ခုဖွင့်လိုက်ပါပြီးရတယ်ကျွန်တော်ဒါလေးတစ်ခုလည်းဖွင့်လိုက်လို့ရမယ်ဒါတော့ကျွန်တော်ဗီဒီယိုစတင်ကိုCPU ရဲ့အကြီးဆုံးခိုးမှာ run ခိုင်းတာဖြစ်ပါတယ်နောက်တစ်ခုလည်းဂိမ်းနဲ့ဝင်လိုက်ပါဂိမ်းနဲ့ရောက်ပြီဆိုတော့ကျွန်တော် option တော့ video စတင်တော့ပါမယ် monitor လေးကိုပိတ်ထားပါမယ်နောက်ပြီးတော့ဒီ brightness ကို